လုံးမှမသိဘူးငါဒီနေ့ဟိုငါတို့မြို့မှာရှိတဲ့ပကံဖရားကိုသွားရမယ်ကွာဟုတ်တယ်ဘလိုကိုခန့်နဲ့ငါတို့ပကံဖရားကိုသွားရမယ်โอเคအဲ့ဆိုငါဘလိုကိုခန့်ရှိသွားလိုက်ပါဦးမယ်ဘလိုကိုခန့်ရဟိုငါအိမ်ဟိုကနားလေးမှာကွာနီးရတော့နီးရဟိုစစ်စစ်ဘလိုကိုခန့်ရှိအောင်ရောက်ပြီဘလိုကိုခန့်နဲ့ကျွန်တော်တို့ဟိုဒီမျိုးမှရှိတဲ့ဟိုပကံဖရားကိုသွားကြမှာတဲ့အေးတော့ကောင်းပါတယ်ငါတို့သွားကြမယ်ရပူတဲ့ငါတို့ပကံဖရားကိုသွားမယ်နော်ဟုတ်တယ်လေအဲ့ကြောင့်မလို့ကျွန်တော်ဘလိုကိုခန့်မလာခေါ်နေအေးတယ်အဲ့ဆိုငါတို့သွားကြရအောင်ငါတို့ဆိုင်ငယ်နဲ့ပဲသွားလိုက်မယ်ကွာဟုတ်ဆိုင်ငယ်လေးနဲ့ပဲသွားရအောင်မယ်ငါတို့ပကံမျိုးကငါတို့စကူရာမျိုးကပကံဖရားကောင်းနေရဖရားတွေလည်းအများကြီးပဲโอเคဟိုရှင်းနာဆိုရယ်ပကံဖရားတော့ရောက်တော့မဖို့ရေးဟုတ်တယ်ဘယ်လိုခက် Oh my god ရဘိုးမကျန်းပကံဖရားကြီးဟုတ်တယ်ဘယ်လိုဟေးဟိုဆိုင်ကြီးပါဂျွန်းဟောင်းမမဘိုးရေးโอเคငါပကံဖရားကိုရောက်ပြီဘိုးလာโอเคဘာလို့ကိုခက်ရောက်ရေးပကံဖရားမိုက်တယ်ကျင်းရောက် Oh my god ဖရားကြီးလည်းအများကြီးတက်ပြလိုက်ရကွာတက်ပြလေးရတယ်လာလိုက်ဟိုမိုက်တယ်ကွာညဟိုကောင်ဘိုးရောက်ပါဘိုးရေးလာလီကွာအမေဘာလို့လာလီကျွန်တော်ဘရိုကိုခန့်ပြောင်းနေတော့မင်းကလာပါကွာမင်းလာတော့ဘိုးရေးကြည့်စမ်းပါကွာဖရားတွေကတက်ပဲဟုတ်တယ်ဟေးဟုတ်တယ်ဘရိုဖရားရတက်ပဲလိုက်တယ်ဗျာဟေးလို့မကျန်းမိုက်တယ်ဖရားဒီဘက်မှာဆိုရင်လည်းအုတ်တိုင်းအကြီးပဲခတ်ထားကွာဟုတ်ပါမကျဲရှိတယ်ငါတို့ဘယ်ဒီဘက်ဒီမှာအပေါက်ရှိတယ်လာဟေးဘိုးလာလေးဘိုးလာလို့ဘာဖြစ်နေလဲဘိုးရေးလာဟာဒီဘိုးတကောင်နဲ့ပြောဆိုတော့ကလာခုံလိုက်မရအိုးဟေးဒီပကံဖရားကြီးကလည်းကြီးနေတယ်လို့မကျင်းငါခဏကိုလေးသေးလေးဖြစ်သွားတယ်ဘိုးရေးမင်းမလိုက်နဲ့နေတော့ကွာငါဘာသူပဲ6ပဲကြည့်တော့ဒီဘိုးကလိုက်လည်းမလိုက်မိုက်တယ်ကွာအိုးဘယ်မှာဆိုကြေးပဲဒီပကံဖရားလေအိုးမိုက်တယ်ကျေတယ်ကွာဒီပကံဖရားဒီကွာပကံဖရားကိုလိုက်ပဲကြံနေညတော့မိုးချောက်သွားပြီကွာမူလည်းဖယ်ရီလျှောက်သွားနေတယ်မသိဘူးပကံဖရားတော်တော့မိုက်တယ်ကျန်ညဘက်ဆိုပေါ်အောင်လာတယ်မီလေးနဲ့အဲ့ရောင်ကြီးမိုက်လိုက်တာဒါနဲ့ပဲသွားရမှာကကြာလို့အိုးမဒီပကံဖရားတော့တော်တော်ကြိုက်သွားပြီတော်တော်လေးမိုက်တော်မိုက်ကွာโอเคငါအခုအိမ်ပြန်တော့မှာကွာရဘိုးရေးဟိုရှိဆိုရင်ငါတို့အိမ်တော်ရောက်ပြီဟုတ်တယ်ဘရိုကိုခိုင်းအိုးနဆနာအိမ်ပြန်ရောက်ခဲ့ပြီโอเคအားလုံးပဲဒီလေးကြရင်လည်း like ပါလေးလောက်ပေးကြပါအားလုံးကျွန်တော်ဒီနေ့ဗီဒီယိုမှာဆိုရင်စကူရာမြို့မှာရှိတဲ့ပကံဖရားကိုသွားခဲ့တယ်ဖြစ်ပါတယ်အားလုံးပဲbye bye